အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မျှဝေပေးမဲ့အခြေခံအင်္ဂလိပ်စကားပြောကတော့စားတော့ဆိုင်မှာတုံးတဲ့အခြေခံအင်္ဂလိပ်စကားပြော100ခွန်းထိပါတယ်ဗျာ1 Hello Hi မင်္ဂလာပါ2 A table for two please လူနှစ်ယောက်အတွက်ဆိုဘဲခင်းသေးပါ3 Can I see the menu please မျက်နှာချက်ကိုကြည့်လို့ရမလား4 What do you recommendဘာကိုအကြံပေးခြင်းပါသလဲ5 I'm ready to order အခုမှာလို့ရမှာပြီ6 I'd like to order တခုခုကိုမှာခြင်းပါတယ်7 For starters appetizers အစားအစာမယ်8 For the main course အဓိကဟင်းအဖြစ်9 Is this dish spicy ဒီဟင်းတာဆက်လား 10 Does it contain meat အသားပါလား11 I'm a vegetarian ကျွန်တော်မတတ်လွတ်စားသူပါ12 I'm allergic to nuts အခွန်မာသီးနဲ့ဓာတ်မတည့်ပါဘူး13 How is this cooked ဒါကိုဘယ်လိုချက်ပြုတ်ထားလဲ14 Can I have water please ရေတစ်ခွက်ရမလား15 Bottled water please ပိုလင်းခွန်ရေပေးပါ16 No ice please ရေခဲမထေပါနဲ့17 Just a moment please ခဏဆောင်ပေးပါ18 We need more time ကျွန်တော်တို့အချိန်နည်းနည်းလိုသေးလေ19 What are the specials today ဒီနေ့ရဲ့အထူးဟင်းတွေကဘာတွေလဲ20 Is the service charge included ဝန်ဆောင်ကိုပါနေတာလား21 Can we get some bread please ပေါင်မုန့်နည်းနည်းရမလား22 Another spoon or fork please ဇုံးခရင်တစ်ချောင်းထပ်ပေးပါ23 Excuse me waiter waitress ခဏလားစာဝတ်ထင်း24 This is not what I ordered ဒါကျွန်တော်မှားတာမဟုတ်ဘူး25 This is cold Can you heat it up ဒါအေးနေတယ်နှွှဲပေးလို့ရမလား26 It's too salty sweet ငန်လောနဲ့ချိုလောနဲ့27 It's delicious အရန်အရသာရှိတယ်28 Can I have some more rice ထမင်းနဲ့ထပ်ယူလို့ရမလား29 More water please ရေနဲ့ထပ်ယူမယ်30 How is everything အကုန်လုံးငေါဘယ်လိုလဲ31 Everything is fine thank you အကုန်လုံးကောင်းပါလေကျေးဇူး32 Can I get a box for this ဒါကိုထည့်စရာဘူးရမလားအကြံယူမယ်33 Can I get this to go ဒါကိုယူသွားလို့ရမလားထုတ်ယူမယ်34 We'll take the bill check please ဘေးလာပေးပါ35 Can I pay by card ကတ်နဲ့ပေးလို့ရမလား36 Do you accept credit cards credit card လက်ခံလား37 Is cash okay ငွေသားပေးလို့ရလား38 Keep the change အပြန်အလှန်မလိုပါဘူးကြံငွေထားခဲ့ပေးလား39 Thank you for the service ဝန်ဆောင်မှုအတွက်ကျေးဇူးတင်ပါတယ်40 Where is the restroom အင်တာဘာမှာလဲ41 Is there a free table လွတ်နေတဲ့စပွဲရှိလား42 Can we sit by the window ပြတင်းပေါက်နားမှာထိုင်လို့ရမလား43 Is the Wi-Fi password available Wi-Fi လွှဲဝနံပါတ်ရမလား44 The aircon is too cold လေအေးပေးစက်အရန်အေးနေတယ်45 Can you turn down the music တချမ်းအတန်နည်းနည်း short ပေးလို့ရမလား46 Do you have high chairs for children ကလေးတို့အတွက်မြင့်တဲ့ခုံရှိလား47 Be careful it's hot သတိထားပါပူတယ်48 Can we have separate bills bill ခွဲပေးပါ49 We are celebrating a birthday ကျွန်တော်တို့မွေးနေ့ကျင်းပနေတာ The final 50 This is on me ဒီတစ်ခါကျွန်တော်ကြိုပေးမယ်51 Cheers
ဂုဏ်ယူပါတယ်ခွက်တီတိုက်ပြီးပြောတာ52 Enjoy your meal ညင်ညင်နဲ့စားတော့ကြပါ53 Bon appetit စားကောင်းပါစေပြင်သစ်စကားမကြာခဏသုံး54 I'll have the same ကျွန်တော်လဲဒါနဲ့တူတာပဲ55 Medium rare please ခတ်နှစ်အကျက်ပဲပေးပါအသားခင်း56 Well done please ကြက်အောင်လုပ်ပေးပါ57 No onions please ကြက်တော်နီမထည့်ပါနဲ့58 Extra cheese please တင်ငယ်အပေါ်ထည့်ပေးပါ59 On the side please ဘေးခွဲထားပေးပါ60 Is the fish fresh ငါကလက်ဆက်ရလား61 I prefer local food ကျေးလက်ဟင်းဒီတွေကိုပိုကြိုက်တယ်62 Do you have any promotions? Promotion ရှိလား63 Is this refillable? ဒါကပြန်ဖြည့်လို့ရလားအချို့ရည်64 Can I try a sample? နမူနာနည်းနည်းစားကြည့်လို့ရမလား65 I'm full ကျွန်တော်ဘိုက်ပြီးသွားပြီ66 That was satisfying ဘိုက်ဝတယ်ကျေနပ်စရာကောင်းတယ်67 The service is quick ဝန်ဆောင်မှုမြန်တယ်68 I have a reservation under the name ကျွန်တော်နာမည်နဲ့ကြိုတင် booking လုပ်ထားတယ်69 Can we move to another table? နောက်စပွဲကိုပြောင်းထိုင်လို့ရမလား70 It's too noisy here. ဒီနေရာကအရန်ဘယုပကိုက်ဖြစ်နေတယ်72 Could you clean the table? စပွဲကိုသန့်ရှင်းပေးလို့ရမလား73 It's my first time here. ကျွန်တော်ဒီကိုပထမဆုံးလာတာ74 Do you have any local beer? ကျေးလက်ဘီယာရှိလား75 A glass of red or white wine. အနီအဖြူဝိုင်းတစ်ခွက်76 I don't drink alcohol. အရက်မတောက်ပါဘူး77 Any non-alcoholic drinks? အရက်မပါတဲ့အချို့ရရှိလား78 Can I have some napkins? နှာချေပဝါနည်းနည်းရပါလား79 The soup is not hot enough. ဟင်းချိုကမပူဘူး80 This fork is dirty. ဒီခရင်ကညစ်ပါနေတယ်81 Could you wrap this up? ဒါကိုထုတ်ပေးလို့ရမလား82 When will our food be ready? ကျွန်တော်တို့ဟင်းဘယ်အချိန်ပြင်ဆင်ပြီးမလဲ83 We're in a hurry. ကျွန်တော်တို့အရင်လိုနေတယ်84 Could we have some soy sauce? ပဲငရာရည်နည်းနည်းရမလား85 Could we have some chili flakes? ငရုတ်သီးအမှုန့်နည်းနည်းရမလား86 Is this made with MSG? ဒါမှအရသာမှုန့်ပါလား87 I'd like it less oily. အစီနည်းနည်းနဲ့ပဲဖြစ်ပါစေ88 We are a group of 5. ကျွန်တော်တို့က9ယောက်တအုပ်စုပါ89 Do you have an English menu? အင်္ဂလိပ်လိုမျက်နှာချက်ရှိလား90 What is this ingredient? ဒါကဘာပါဝင်ပစ္စည်းလဲ91 Are kids allowed? ကလေးလေးခွင့်ပြုထားလား92 Is there a dress code? ဝိစားစင်လူစီမင်းရှိလား93 Do you have a smoking area?
ဆေးလိပ်တောက်ခန်းရှိလား 94 What's the soup of the day ဒီနေ့ရဲ့အထူးဟင်းချိုကဘာလဲ 95 Can we split this dish ဒီဟင်းကိုခွဲစားလို့ရမလား 96 No cilantro or coriander please နန်ဒန်ပဲမထည့်ပါနဲ့ 97 I'd like a receipt please ရှက်လက်ခံတောင်းခံလက်မှတ်လိုချင်ပါတယ်98 Can I have some toothpicks တွားကြထိုးတဲ့နည်းနည်းရမလား 99 We'll come back again ကျွန်တော်တို့ထပ်လာအောင်မလဲ100 Goodbye Have a nice day နှုတ်ဆက်ပါတယ်ကောင်းသောနေ့ဖြစ်ပါစေကြည့်ရှုအားပေးသူတိုင်းကျေးဇူးတင်ပါတယ်ဗျာ